ဒီကနေ့ကျွန်တော်တို့ရဲ့အတိုင်းပြည်ခင်ချင်းကိုကြည့်တဲ့အခါမှာအမတန်မှနှမျောစရာအမတန်မှဝမ်းနည်းစရာကောင်းပါတယ်။ဒါကြောင့်လည်းဆိုရင်ကျွန်တော်တို့အတိုင်းပြည်မှာမိရစင်တိုင်းကိုလူဆွမ်းအရေးမြင့်ဆုံးရှုံးမှုတွေဖြစ်ပေါ်နေတယ်။တဘာဝတရားစာတာအရေးမြင့်တွေဆုံးရှုံးမှုတွေဖြစ်ပေါ်နေတယ်။တိုင်းပြည်ဟာတကယ်ပြီးတကယ်အချဖက်ကိုပဲတွန်းနေတယ်။အဲ့တော့ဒီအကြဖက်ကနေပြန်ပြီးတော့ဖောက်ထွက်ပြီးတော့ထောင်သက်နိုင်အောင်ကျွန်တော်တို့ပါရီလောက်ကြမှာလေဒီလိုပြောတဲ့အခါမှာအရေးကြီးဆုံးပုဂ္ဂိုလ်တွေကဘယ်သူတွေလဲအစုအဖွဲ့တွေကဘယ်သူတွေလဲဆိုတဲ့အရာကိုကျွန်တော်တို့ခွဲခြားသိမြင်နိုင်ဖို့အဓိကအရေးကြီးပါတယ်ဒီနေ့တိုင်းပြည်တစ်ပြည်ရဲ့အဓိကအကြဆုံးပုဂ္ဂိုလ်တွေဟာပြည်သူလူထုဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီပြည်သူလူထုကိုနီးမှန်လှမ်းမှန်စနစ်တကျနဲ့ဦးဆောင်ပြီးတော့သွားနိုင်ဖို့ပြည်သူလူထုကရွေးချယ်ထားတဲ့အစုအဖွဲ့တွေပုဂ္ဂိုလ်တွေဟာအန်တမှအရေးကြီးပါတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့တိုင်းပြည်ရဲ့ခင်ချင်းကိုကြည့်တဲ့အခါမှာတစ်ဖက်မှာစစ်တပ်ရှိတယ်စစ်တပ်ဟာနိုင်ငံရေးထဲမှာမနေသင့်ပေမဲ့နိုင်ငံရေးထဲမှာပါနေတယ်နိုင်ငံရေးထဲမှာသူကဦးဆောင်နေတယ်မြန်မာပြည်ရဲ့နိုင်ငံရေးခင်ချင်းထဲမှာနှစ်ပေါင်း80နှစ်ပဲကျွန်တော်တို့တွေ့လို့ရပါတယ်နှစ်ပေါင်း80စစ်တပ်ဟာနိုင်ငံရေးထဲမှာကလန်းနဲ့ပါနေတယ်သူနဲ့သဘောထားတူတဲ့ຢာတွေရှိရင်သူမမျက်ဝန်းတာနဲ့လက်ခံတယ်ကြိုးဆိုတယ်ပူပေါင်းဆောင်ရွက်တယ်ဒါပေမဲ့သူတို့ချမှတ်ထားတဲ့ဖွဲ့စည်းပုံခြေခံဥပဒေ2008ဒီ2008ကြီးကိုထိပါတဲ့ဥစ္စာတွေထိပါတဲ့ကောင်းဆုံးမှုတွေဖြစ်ရပ်တွေကိုသူတို့လုံးဝလက်မခံဒါရီဟာ2020မတိုင်ခင်မှာလက်တွေ့ဖြစ်ပျက်ခဲ့တဲ့ခင်ချင်းတွေဖြစ်ပါတယ်ဒါတွေကကျွန်တော်ပါဝင်ပြည်သူလူထုတွေအားလုံးသိတဲ့အရာတွေလည်းဖြစ်ပါတယ်ဆိုတော့2008ကိုပြုပြင်ဖို့လက်မခံတယ်လို့2008ကိုထိလို့မရအောင်ကိုလုပ်ထားတယ်အဲ့တော့ကျွန်တော်တို့ရဲ့အတိုင်းပြည်ကိုတကယ်ပြုပြင်ပြောင်းလဲခြင်းနဲ့ဆိုရင်နိုင်ငံရေးအရာ capacity ကစစ်တပ်ကိုလွှမ်းမိုးနိုင်တဲ့ capacity ရှိဖို့လိုတယ်အဲ့တော့ကျွန်တော်တို့ပြည်သူတွေဟာ NLD မှာ capacity ရှိတယ် NLD ကတကယ်စစ်တပ်ကိုအောင်မြင်နိုင်တယ်လို့ယုံကြည်ပြီးတော့မှ NLD ကတိုင်းပြည်ရဲ့ထွံ့မြောက်ရလမ်းဖြစ်တယ် NLD ကတိုင်းပြည်ကိုလွတ်မြောက်စေနိုင်တယ်ဆိုပြီးမှပြည်သူတွေရဲ့နှလုံးသားထဲကဒီမိုကရေစီကိုမျက်နှာမှုတွေတန်ဖိုးထားမှုတွေစံငတ်တောင်းတမှုတွေနဲ့အတူ2015ကိုရောက်တဲ့အခါမှာ NLD ကိုဘယ်လိုပြောရမလဲတိုင်းပြည်တစ်ပြည်လုံးနေပါမဲပေးခဲ့ကြတယ်မဲပေးတဲ့အထက်မှာစစ်တပ်ထဲကလူတွေလည်းအများကြီးပါတယ်ဘာကြောင့်လဲဆိုရင်သူတို့စစ်တပ်ခေါင်းဆောင်တွေဟာသူတို့အပေါ်မှာဆက်ဆံတဲ့အရာတွေကျွေးမွေးတဲ့အရာတွေဟာလုံးဝတရားမျှတမှုမရှိနေတာသူတို့သိပါတယ်အများစုဟာအဲ့တော့တောင်ပြိုကမ်းပြိုပေါ့နော်ခုနကျွန်တော်အဲ့ဒီစကားကိုမိသွားလို့ပါတောင်ပြိုကမ်းပြို NLD ကိုမဲပေးတယ်ယာနှုံးပြည့်ယုံကြည်မှုအပြည့်နဲ့မဲပေးတယ်အဲ့ဒီမဲပေးတဲ့အထက်မှာခုနပြောသလိုစစ်တပ်ပါသလိုပြည်သူလူထုတွေ
တတိုင်းပြည်လုံးကပြည်သူလူထုတွေအများကြီးပါလာတယ်နောက်တစ်ခုကဘာလဲဆိုရင်ကျွန်တော်တို့တိုင်းပြည်ထဲမှာတိုင်းရင်းသားလူမျိုးပေါင်းစုံရှိတဲ့အတွက်ကြောင့်တိုင်းရင်းသားတွေရဲ့ခေါင်းဆောင်ကြီးတွေကိုယ်တိုင်ကအဖွဲ့အစည်းတွေကိုယ်တိုင်ကသူတို့ရဲ့ပြည်သူတွေကို NLD ကိုမဲပေးပါဆိုပြီးမှတိုက်တွန်းပေးခဲ့ကြတယ်အဲ့တော့အလွှာပေါင်းစုံနေပယ်ပေါင်းစုံနေမြေပေါင်းစုံကလူထုဟာ NLD ကိုမဲပေးခဲ့တယ်ဒီတော့လူထုကဒီလိုမဲပေးခြင်းကိုခံရတဲ့ NLD ဟာတတိုင်းပြည်လုံးကငါတို့မဲပေးပြီဆိုပြီးမှမာနထောင်သွားလို့မရဘူးပို့ပြီးမှနှိမ့်ချမှုရှိရမယ်ဒါဒီကောင်းဆောင်မှုရဲ့သဘောတရားပဲဖြစ်ပါတယ်ပို့ပြီးမှနှိမ့်ချပြီးတော့ဒီလောက်ထိငါတို့ကိုအားကိုးတဲ့ပြည်သူလူထုကိုငါတို့ဘယ်လိုလုပ်ပြရမလဲဆိုတဲ့ဟာအရာဒီ NLD ကောင်းဆောင်တိုင်းရဲ့နှလုံးသားထဲမှာရှိဖို့လိုတယ်ဦးစားပေးမှုထဲမှာရှိဖို့လိုတယ်အဲ့တော့ NLD ဟာတောက်ပြုတ်ကမ်းပြုတ်နိုင်တယ်အဓိကပါလဲဆိုရင်လူထုကစေအာနာရှင်ရဲ့လက်အောက်မှာမနေချင်ဘူးစေအာနာရှင်ကိုမနှိမ့်ချိုက်ဘူးတရားမျှတမှုကိုလိုချင်တယ်ဒန်းတူညီမျှမှုကိုလိုချင်တယ်ဒီမိုကရေစီကိုလိုချင်တယ်ဒီမိုကရေစီကိုဆောင်ရွက်တောင်းတတယ်ဒါကြောင့်မလို့ NLD ကိုမဲပေးတာဖြစ်တယ်ဆိုတော့ NLD မှာဒေါ်စန်းစုကြည်ရဲ့အခမ်းကဏ္ဍကိုရောက်လာတယ်ဆရာဦးကိုနီရှိတဲ့အချိန်မှာဒေါ်စန်းစုကြည်နိုင်ငံရေးရူထဲမှာပါနိုင်ဖို့သူဖောက်ထွက်ပြီးတော့ကြံ့ကြံပေးပြီးတော့မှနိုင်ငံတော်ဤအတိုင်းပေးခံပုဂ္ဂိုလ်ဆိုတဲ့ထိုက်ခုံတစ်ခုကိုဖန်တီးနိုင်ခဲ့တယ်ဒါပေမဲ့အဲ့ဒီထိုင်ခုံကနေလောက်ရမယ့်အရာတွေဒီအမတန်မှကျေပြန့်တယ်အမတန်မှနှက်ဆိုင်တယ်ပြည်သူတွေကဒီသဘောတရားတွေကိုအပေါ်ရံပဲနားလဲတယ်အတွင်းချမသိပါဘူးနားလဲမလဲဘူးအဲ့တော့အဲ့ဒီထိုင်ခုံမှာထိုင်တဲ့ဒေါ်စန်းစုကြည်ဟာအမတန်မှကြီးမားတဲ့တိုင်းပြည်တော်ဝင်ကိုထမ်းဆောင်ဖို့ရရှိလာတယ်။ဒါကြောင့်ခုနအကျွန်တော်ပြောခဲ့သလိုသူ့ရဲ့နိုင်ငံရေးအမျိုးအမြင်နဲ့ဆက်ဆိုင်တဲ့နိုင်ငံရေးဝန်စားနဲ့ဆက်ဆိုင်တဲ့နိုင်ငံရေး capacity ဟာစစ်ဆိုရစစ်အာဏာရှင်အုပ်စုရဲ့ capacity ကိုကျော်လွန်ပြီးတော့မှလွှမ်းမိုးနေနိုင်ဖို့ဟာအချိန်တိုင်းမှာရည်ကြီးလာတယ်သူအာယုံနောက်လို့မရဘူးသူရဲ့အာယုံဟာတစ်ချက်ကလေးလွဲတာနဲ့တိုင်းပြည်တစ်ပြည်လုံးချောက်ထဲမှာရောက်မယ်အဲ့လောက်ထိဒီရရှိရည်တမျှအရေးကြီးလာတယ်တို့တော့အဲ့ဒီအချိန်မှာသူရဲ့အာယုံတွေထွေပြအောင်စစ်တပ်ဘက်ကအမျိုးမျိုးကြံစီလှုပ်ဆောင်တဲ့ဟာတွေရှိကောင်းရှိမယ်အခြားသောဒီလန်တွေမျိုးမျိုးနဲ့သူ့ကိုအာယုံထွေပြစေခဲ့တဲ့အရာတွေရှိကောင်းရှိမယ်ဒါတွေကလောကတဘာဝနောက်တစ်ခါဒီနိုင်ငံရေးနယ်ပယ်ရဲ့သဘောတဘာဝဖြစ်တဲ့အတွက်ကြောင့်ရှိကိုရှိတယ်အဲ့တော့ဒီညမှာ facts တွေကျွန်တော်မပြောတော့ဘူး။ဘာကြောင့်လဲဆိုရင်ကျွန်တော်ရဲ့ဒီ Facebook အကောင့်မှာဘယ်ချိန်မှာကျွန်တော်ဘာတွေစူးစမ်းခဲ့တယ်ဘာတွေဘလို့လှုပ်ဆောင်ခဲ့တယ်ဆိုတဲ့အရာတွေဟာရေးအမြဲပြည်သူတွေချပြထားခဲ့တာရှိပါတယ်။နောက်ကြုံလာတဲ့အခါမှာပြန်ပြီးတော့ဝင်မြောက်ဖို့လဲဆန္ဒရှိပါတယ်။ဘာကြောင့်ဒီ first day ကိုမပြောလဲဆိုလို့ရှိရင်ကျွန်တော်ကြောကြားချင်းလို့ဒီဗီဒီယိုကိုရိုက်တာမဟုတ်ဘူးကျွန်တော်နာမည်ကြီးချင်းလို့နာမည်ဝင်ယူချင်းလို့
ဒီလိုရိုက်တာမဟုတ်ဘူးဒီလိုပြောတာမဟုတ်ဘူးတိုင်းပြည်ရဲ့တည်ငြိမ်မှုအေးချမ်းမှုတိုင်းပြည်ရဲ့ဖွံ့ဖြိုးတိုးတက်မှုပြည်သူလူထုရဲ့အကျိုးစီးပွားပြည်သူလူထုရဲ့အခြေအနေတွေကိုတကယ်ပဲကောင်းစိတ်ချင်တဲ့အတွက်ကြောင့်ကျွန်တော်ပြောတာဖြစ်ပါတယ်အဲ့တော့ဒေါ်ဆန်းစုကြည်ဟာသူ့ရဲ့အဓိကကြတဲ့အလုပ်တွေကိုသူလုပ်နိုင်ခဲ့သလားဆိုတော့ကျွန်တော်တို့ပြန်တွေးကြည့်ဖို့လိုလာတယ်တခုချင်းစီပြန်ပြီးတော့ချိန်ထိုးကြည့်တဲ့အခါမှာဒီလိုထိတ်တန်းကနေထိုင်နေတဲ့ထိုင်ကုန်တစ်ခုမှထိုင်နေတဲ့ခေါင်းဆောင်ကြီးတယောက်ရဲ့ဝတ္တရားတွေသူလုပ်ခဲ့ပါတယ်တတ်နိုင်တယ်လို့သူလုပ်တယ်ကြိုးစားတယ်ပြည်သူတွေရဲ့အတန်ကိုလည်းတတ်နိုင်တယ်လို့သူနားထောင်တယ်ဒါပေမဲ့ဒေါ်ဆန်းစုကြည်မသိတာကကျွန်တော်တို့မြန်မာပြည်ရဲ့စိတ်နေစိတ်ထားကျွန်တော်တို့မြန်မာပြည်ခြေခံလူတန်းစားတွေရဲ့အနေအထားနဲ့ရှင်သန်မှုပုံစံတွေဖြစ်ပါတယ်။ဘာကြောင့်သူမသိတာလဲ။သူဟာအဖွားတော်ခင်ကြီးကိုပြုစုဖို့ပေါ့နော်။သူပြန်လာပြီးတော့အဲ့ဒီနောက်ပိုင်းကလေးစပြီးထောင်တင်ချင်းချခံရတယ်။ထောင်ထဲမှာပဲသူရဲ့အချိန်အများစုကိုအကုန်လုံးရတယ်။စေအုပ်စုကကြွေးတဲ့ပြီးတဲ့အရာပဲသူရတယ်အဲ့တော့သူရဲ့ပညာကတော့သူအနေနဲ့တကယ်ကိုတတ်ပါတယ်တကယ်နိုင်ငံရေးသိပ္ပံဘိုင်းဆိုင်ရာပညာရဲ့အနေနဲ့တော့ပြောစရာမလိုဘူးလို့ကျွန်တော်ထင်တယ်ပေါ့နော်ဒါပေမဲ့လည်းပြောစရာလေးတော့ရှိပါတယ်တေချာခွဲခြမ်းစိတ်ဖြာကြည့်သို့တော့သူရဲ့နိုင်ငံရေးဘိုင်းဆိုင်ရာ capacity ထဲမှာစေအုပ်စုကကြွေးတဲ့ဟာစေအုပ်စုကပေးတဲ့ဟာစေအုပ်စုကထဲ့တဲ့ဟာတွေပဲသူအများကြီးတိုက်ရိုက်ဖြစ်စေတွဲဝိုင်းဖြစ်စေရခဲ့တယ်အဲ့တော့တစ်ချက်သူဟာလုပ်ငန်းဆောင်တာတွေလုပ်ကိုင်ဆောင်ရတဲ့အပိုင်းမှာတတိလက်လို့ဖြစ်တာကိုတွေ့ရတယ်တခါတလေစစ်အုပ်စုကခေါင်းဆောင်တွေနဲ့သူ့အနေနဲ့ပြောဆိုဆောင်ရွက်တဲ့အပိုင်းတွေထဲမှာလူအပ်ချက်တွေရှိတယ်ဆိုတာကျွန်တော်တို့ခံမှန်းချက်တွေခံမှန်းကြည့်လို့ရတယ်အဲ့ဒါတွေကပညာရှင်တွေလည်းအများသောအားဖြင့်ခံမှန်းထားပြီးရှိမှပြည်သူလူထုကိုတင်ပြပြီးဖြစ်ပါတယ်အဲ့ဒါလေးတွေနဲ့ပြန်ပြီးချိန်ထိုးပြီးစဉ်းစားကြည့်ရင်ကောင်းပါတယ်နောက်တစ်ခုကတော့ဘလို့ပဲဖြစ်ပေါ့နော်ပြည်သူလူထုနဲ့ဆက်ဆက်တဲ့ပိုင်းမှာလိုအပ်ချက်တွေအများကြီးရှိသွားတယ်တိုင်းရင်းသားကောင်းဆောင်ကြီးတွေနဲ့ဆက်ဆက်တဲ့အပိုင်းမှာလိုအပ်ချက်တွေအများကြီးရှိသွားတယ်နိုင်ငံတကာနဲ့ဆက်ဆက်တဲ့အပိုင်းမှာလိုအပ်ချက်တွေအများကြီးရှိသွားတယ်အဲ့တော့စစ်တပ်ကောင်းဆောင်တွေနဲ့ဆက်ဆက်တဲ့အပိုင်းကလိုအပ်ချက်တွေလူတွေကမျက်ခြေမပြတ်နဲ့စောင့်ကြည့်နေတာသူပဲအချိန်မှာအားကောင်းလာပြီလေသူ့ကိုဘာထည့်ရမလဲနောက်တစ်ခါသူအခုချိန်မှာဘလို့ဖြစ်နေတယ်လဲသူ့ကိုဘလို့ပဲတဲ့မလဲသူတို့လိုချင်တဲ့လမ်းကြောင်းဘလို့ဆွဲခေါ်မလဲဆိုတဲ့ဟာတွေအဲ့ဒီတန်တွေကိုသူကကောင်းကောင်းခံခဲ့ရတဲ့ပုံပေါ်ပါတယ်ဒါကကျွန်တော်အပြင်လူတယောက်အနေနဲ့သုံးသပ်တဲ့အရာဖြစ်ပါတယ်ဆိုတော့တတိုင်းပြည်လုံးကပြည်သူလူထုကတော့သူ့ကိုအများကြီးမျှော်လင့်ထားတယ်မျှော်လင့်ထားတဲ့အတွက်ကြောင့်တောင်းဆိုမှုတွေလည်းအများကြီးရှိတယ်ဘုံတော့ laptop တောင်းရေးခင်းတို့စသည်အားဖြင့်ပေါ့လေမျိုးဒီစစ်တပ်ကထဲတဲ့ issue တွေရခိုင်ရေးခင်းတွေစသည်အားဖြင့်တိုင်းရင်းသားနဲ့ပတ်သက်ပြီးသွေးခွဲတဲ့အရာတွေပြည်သူလူထုနဲ့သွေးခွဲပေးတဲ့အရာတွေပြည်သူလူထုဆိုတဲ့နေရာမှာပြည်သူလူထုဟာပေါ့နော်မတူကွဲပြားတဲ့ပြည်သူလူထုဖြစ်တယ်ပြည်သူလူထုကဥမာကိုရီးယားလို
ကိုရီးယားလူမျိုးတယောက်ကိုရီးယားလူမျိုးချီပဲတည်တံ့ရှိတဲ့နိုင်ငံမဟုတ်ဘူးကျွန်တော်တို့တိုင်းပြည်ဟာပြည်သူလူထုဟာယုံကြည်ကိုးကွယ်မှုမတူတဲ့ပြည်သူတွေရှိတယ်အသားရောင်ကွဲပြားတဲ့ပြည်သူတွေရှိတယ်နောက်တစ်ခါဒလိထုံးစံတွေကွဲပြားတဲ့ပြည်သူလူထုတွေများတယ်ပြီးတော့အဲ့ကွဲပြားနေတဲ့လူမျိုးစုတွေတိုင်းမှာသူတို့ရဲ့လူထုခေါင်းဆောင်တွေရှိတယ်အဲ့တော့ NLD ဟာအဲ့ဒီအရာတွေကိုအတိမတ်ပြုဖို့အဲ့ဒီအရာတွေကိုတန်ဖိုးထားဖို့အလေးနဲ့ထားပြီးတော့ဘယ်လိုဆက်ဆံရေးတည်ဆောက်မယ်ဘယ်လိုပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့အရာတွေထဲမှာပြက်ကွက်မှုတွေအများကြီးဖြစ်ခဲ့တယ်ချုပ်ပြီးပြောရမယ်ဆိုရင်နိုင်ငံရေးပိုင်းဆိုင်ရာ capacity ထဲမှာအများကြီးလိုအပ်ချက်တွေရှိခဲ့တယ်ဒါကြောင့်မို့လို့စစ်တပ်ကသူလိုအပ်တဲ့အချိန်မှာချက်ကလေးငှက်ကလေးဖမ်းတယ်လို့ကောင်းဆောင်တွေအားလုံးကိုဖမ်းဆီးပြီးတော့ထိန်ချုပ်ပြလိုက်တယ်အဲဒီကနေစပြီးတော့ဒီတော်လှန်ရေးကမဖြစ်မနေတိုင်းပြည်ပြောင်းလဲအတွက်ပေါ်ပေါက်လာရတာဖြစ်ပါတယ်ဒါပေမဲ့ဒီတော်လှန်ရေးကြီးဟာဒေါ်ဆန်းစုကြည်တယောက်တည်းလွတ်မြောက်ဖို့တော်လှန်ရေးမဟုတ်ပါဘူးတတိုင်းပြည်လုံးလွတ်မြောက်ဖို့အတွက်ဆင်နွှဲရတဲ့တော်လှန်ရေးဖြစ်ပါတယ်တတိုင်းပြည်လုံးရဲ့ကံကြမ္မာပြည်သူလူထုတဦးချင်းစီရဲ့ကံကြမ္မာပြောင်းလဲဖို့အတွက်တိုက်ပွဲဝင်ရတဲ့ပြုပြီးပြောင်းလဲရတဲ့တော်လှန်ရေးဖြစ်ပါတယ်ဆိုတဲ့အရာဒီလောက်လေးအရင်ဆုံးဆွေးနွေးချင်ပါတယ်